မင်းဗီဒီယိုထဲမှာဝတ်ပြထားတဲ့အမိတ်နဲ့ပွင့်ကြွေပါတဲ့အစင်လေးတွေကို screenshot လေးတွေရိုက်ပြီးတော့လာမင်းနေကြလို့မင်းအခုအမိတ်ပါတဲ့အထည်လေးတွေပြပေးမယ်နော်ဒါလေးက39,500တဲ့နဲ့ရမယ့်အထည်လေးတွေပါသူကဘေးမှာပွင့်ကြွေပါပါတယ်ဒီလိုလေးပွင့်ကြွေပတ်လေးပါပါတယ်ရှင်ပြီးတော့အမိတ်တဒန်းပါပါတယ်ဒါလေးလည်းအသားအရန်ကောင်းပြီးတော့ဝတ်လို့ကောင်းပါတယ်ရှင်ဒီလိုလေးကဲတောင်းသွားရုံသွားရတဲ့အတွက်ပေါ့ပေါ့ပပနဲ့ဝတ်လို့ကောင်းမဲ့အစင်လေးခုပြပေးမယ်နော်အယောင်လေးတွေပြပေးမယ်ပထမဆုံးကုန်းသွေးနီလေးရမယ်ရှင်ပြီးတော့ဒီအယောင်စမ်းလေးတစ်ထည်ရပါမယ်ကဲစမ်းကစ်တီးရောင်လေးလည်းရမယ်ပြီးတော့ဒါလေးဖတ်ဖူးစိမ့်လေးလည်းရမယ်39,500တဲ့နဲ့ရမှာနော်ဒီအစိမ်းရောင်လေးဆိုအရန်လာတဲ့အပြင်မှာလေဒါလေးဆိုရင်အရောင်ကပြောတော့မပြောတတ်ဘူးအရန်ကိုလှတယ်ကြည့်ပါအောင်ဒီမဲ့စွန်းရောင်လေးအရန်ကိုလှတာဒါလေးကပေါ့ပေါ့ပပနဲ့အရန်ကိုဝတ်လို့ကောင်းတယ်သူကခြိသားဆိုတော့လေအရန်အေးပြီးတော့မှဒါအားဝတ်လို့ကောင်းတာရောင်လေးရမယ်ပြီးတော့ဒီမဲ့ပန်းရောင်စိုက်တဲ့ကုန်းမတွေအတွက်ပန်းရောင်လေးရမယ်ဒီမဲ့ခရမ်းလေးပေါ့ပေါ့ပပနဲ့ဝတ်ချင်တဲ့လူလေးတွေအတွက်ယူကိုယူထားနော်ကဲကြည့်အောင်ဒီရောင်လေးလည်းရမယ်ဒီလိုခဲပြအယောင်ဆန်းဆန်းလေးရပါမယ်ရှင်။ကဲမှာယူစတဲ့ကိုမတွေက Viber နံပါတ်3995661050နဲ့25638532လေးမှာလည်းမှာယူလို့ရပါတယ်။TikTok ချက်ပေါက်မှာလည်းမှာယူလို့ရပါတယ်ရှင်။